ဒါပေမဲ့လို့တင်းငိုင်းငုံတော့မလိုက်ရဲဘူးဗျာတင်းငိုင်းငုံတော့ तू ကမလိုက်ရဲဘူးတဲ့တပည့်တော်လည်းမြင်မြင်လိုက်တာဥကိုကြီးနာအဲ့တော့ပြောတယ်တပည့်တော်လည်းမြင်အောင်လုပ်ပြီးသားမှာရှင်မ9ရက်ကျင့်ရမယ်ဖေဟာ9ရက်ကျင့်မြင်တယ်အခုတရားနာပရိသတ်ပေါင်းသူလည်းပဲ9ရက်ကျင့်မြင်ပါတယ်နော်ကြည့်ကျင်တဲ့ပုဂ္ဂိုလ်ကျင့်ညာပေါ့ဗျာဒါနဲ့ဓမ္မတပည့်တော်9ရက်ကျင့်နိုင်တယ်ဖေဟာဒါပေမဲ့လို့တင်းငိုင်းငုံတော့မလိုက်ရဲဘူးဖေဟာတင်းငိုင်းငုံတော့ तू ကမလိုက်ရဲဘူးတဲ့ဒီပြည့်နေရာလေးကျင့်မယ်ဖေဟာလို့ပြောရပါတယ်ဖေဟာကဲဒီလိုဆိုညနေရှင်များကြိုက်တဲ့နေရာလိုက်ရွေးမယ်လို့ပြောညနေ4 နာရီလောက်ကြတော့သူတို့နှစ်ပါးတွေလမ်းလျှောက်ရင်လျှောက်ပြီးတော့အဲ့နာလေးတဝိုက်ကြည့်လမ်းလျှောက်ရင်ကြည့်တော့ဒီအခင်းလေးတွေပြောင်းကင်းတို့ပဲကင်းတို့အဲ့လိုပဲကင်းတွေစဘာကင်းတွေဂျုံကင်းတွေပေါ့ဒီလိုအခင်းတွေကပြီးသွားပြီဆိုတော့မြေကွက်လာကြီးဖြစ်နေတာပေါ့ဒီနေရာဆိုရင်တပည့်တော့လိုက်ရဲတယ်ဗျာအဲ့ဒီကြိုက်သူကြိုက်တဲ့နေရာလေးတနေရာပြတော့ကောင်းပြီဗျာကဲအရှင်မြတ်နဲ့တပည့်တော့လက်တွဲလိုက်ဗျာဆိုလက်တွဲတဲ့ပြီးတော့သူတို့ကအဲ့ဒီနေရာကိုဒီလိုဝိုင်းလိုက်တာမှန်ပါပါဗျာ3 ပတ်ပတ်ပြီးတော့ဝိုင်းလိုက်တာ3 ပတ်ဝိုင်းပြီးတော့ရွာဆောင်နဲ့ကြီးပြောတဲ့အတင်ရွာဆောင်နဲ့မင်းကြီးညကျုပ်တို့ဟောဒီနေရာတစီရီတရေရီပြိတ္တာတွေအသူရကယ်တွေကိုတရားဟောမလို့ဒီနာတဝရှိတဲ့တစီတရေပြိတ္တာမင်းသားအသူရကယ်တွေကိုဒီစီဝိုင်းအတွင်ပို့ပြီးပါသူတို့ညကအဲ့လိုပြောခဲ့တဲ့ပြောခဲ့ပြီးတော့ပြန်လာပြီးတော့ညကြတော့ခတ်စောစောလေးဒီနေ့စောစောမင်းတို့စာရမယ်စောစောတိတ်ရမယ်ဟေးဆိုတော့ကိုရင်နေဦးစင်းနေစာအခိုင်းအော်အာဟေးဦးစင်းနေကိုရင်နေစာရီအော်အညာတော်လေး9 နာရီခွဲ10 နာရီလောက်ရှိပြီတဲ့ကဲတော်ပြီကိုရင်နေဦးစင်းတို့ဒီနေ့ကျတော်ပြီအိတ်ကြဆိုကိုရင်နေဦးစင်းနေအိတ်ခိုင်းသူတို့နှစ်ပါးတဲ့ထွက်လာတော့အဲ့ဒီအာဂန္တုဘုန်းကြီးကတစီတီတော့ရောက်နေပြီဗျာတပည့်တော်ဖြင့်မမြင်မောင်ဗျာကိုတော်ကအစရှိတော့ဘယ်မြင်အောင်လို့ကဲရောက်ပြီကဲသီလာပေးလိုက်ကိုတော်ဘယ်လိုပေးရမလို့ကိုတော်လူတွေပေးတယ်လို့သာပေးလိုက်အဲ့ဒါလူတွေထိုင်းနေတယ်လို့စိတ်ထဲကထမှန်းတာဗျာဒါနဲ့ကဲကြောကြဟေးဆိုကြောကြတယ်သူကကြောကြပြီးတော့မှဥစဉ်သူကကြောကျုပ်ပေး5 ပါးသီလာပေးကဲတရားဟောလိုက်ပါအောင်လို့ပြောဘယ်လိုဟောရမှာတော့ဗျာလူတွေဟောတယ်လို့သာဟောလိုက်ပါဒါနဲ့အဲ့ဒီအာဂန္တုဘုန်းကြီးကသူကတော့အနာထိုင်လို့တဲ့သူကဟောတော့ပေါ့အဲ့ဒီဘုန်းကြီးကဥကိုကြီးနာကဟောတော့မင်းတို့ဟိုဘက်ဘဝတုန်းကတကောင်နဲ့ကတကောင်တယောက်နဲ့တယောက်တတ်လားဖြတ်လားသူများပစ္စည်းခိုးလားသူများသားများပြင်မာလားလို့မင်းတို့ပိတ်တာတွေဖြစ်နေတာတစီတရေတွေဖြစ်နေတာမင်းတို့သိရင်အဲ့ဒါဒီတိုင်းလုံးနေသိရင်ငရဲကိုတော့အောက်မှာဗျာကောင်းမွန်နေကြဒီမတတ်ကြနဲ့မဖြတ်ကြနဲ့သူကအဲ့လိုဟောပြီးတော့ပြန်လာတော့ဘုန်းကြီးဗျာတပည့်တော်ဖြင့်ဘာမှမြင်ပါဘူးဗျာသူကပြောကိုရောနဲ့တည့်ရက်ရှိတယ်ဟောပါနောက်တနေ့လာဟောမမြင်တပည့်တော်ဖြင့်မြင်ပါဘူးဗျာ2 ရက်ရှိတာကိုရောနောက်တနေ့လာခါဟောပြအောင်ဟောတော့ရေးနဲ့မြင်ပြီးတဲ့အဲ့ကြတော့လှုပ်နဲ့ခါတယ်ဘုံနည်းနည်းတော့ရေးလေးမြင်နေဗျာလှုပ်နဲ့အေးအဲ့ဒါစလာတာမြင်တော့မှာအဲ့ဒါနဲ့3 ရက်ဟောရေးလေးနဲ့ပြန်လာကြ4 ရက်နေကြတော့ဒီသူတို့ရောက်လာနေတာတက်မြင်လာတယ်လူတွေထိုင်းနေတယ်ကိုပြိတ္တကြီးထိုင်းနေတယ်လို့တစေတွေတရေတွေနဲ့အမျိုးတွေတချို့ကဆင်လောက်ကြီးတွေတချို့ကဆင်2 ကောင် 3 ကောင်လောက်အကောင်ကြီးတွေတချို့ကလက်သီးလို့လောက်ကြောင်လေးတွေလူကြွက်ကလေးတွေလူအကောင်လေးတွေတဲ့တစေတွေတရေတွေကိုများနင်းတာမဟုတ်ဘူးတဲ့မြင်နေဗျာတပည့်တော့အေးအဲ့ဒါအရှင်များအမှမြင်တဲ့အတိုင်းပဲကဲသူတို့ခေါ်လိုက်ပါအောင်ဆိုတရားသူကအဲ့ဒီကြတော့တရားဟောလို့ကောင်းတာတဲ့သူကမင်းတို့ကောင်းနေဒီလိုနဲ့ဒီဘဝကလွတ်အောင်ဆိုကြတိစရာဆိုစမ်းဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိ
အကျေကြီးဆိုခိုင်းတချို့ကောင်တွေပျောက်သွားတာဘုန်းကြီးဟိုနာကောင်ပျောက်သွားအေးအဲ့ဒါကျွတ်သွားတာအဲ့ဒီစီဘောကကျွတ်သွားတာတဲ့သူနော်အဲ့ဒါလိုနဲ့9ရက်လုံးအစ3ရက်ကတော့မမြင်ဘူးပေါ့နောက်4ရက်ကမြင်ပြီးတော့သူတစီရီတရေရီပြိတ္တာရီအသူအကယ်ရီမြင်လာတာသူကနော်အေးတကယ်လို့ဟောဒီတရားနာပရိသတ်တီလည်းပဲမြင်ရင်အဲ့လိုလေးကြည့်မှာနော်တင်ញကုံတော့မသွားရဲပါဘူးဖျားလို့အေးတင်ញကုံသွားလဲပါဘာမှကိစ္စမရှိပါဘူးနော်ပြိတ္တာရီအသူအကယ်ရီကဘယ်လိုမြင်မှုရတော့မမြင်ဘူးလားအေးခုနကတော့9ရက်ကျင့်လိုက်ရင်တော့မြင်ရောပေါ့ဗျာဟုတ်လား9ရက်ကျင့်မြင်ဘုံကတော့ပဋ္ဌာန်းတွေရွတ်တာနဲ့နတ်တွေမြမာတွေပြီးတာမှန်ပါဗျာပြောဘူးတယ်မို့လားပြောပါပါဗျာဟင်ပြောဘူးတယ်နော်ထပ်ပြောလိုက်ဦးမယ်မှန်ပါဗျာအေးမပြောဘူးတဲ့လူတွေမကြားဘူးတဲ့လူတွေကြားရောပေါ့လေနော်ဘုံမောလည်းငယ်ငယ်နဲ့တစီရီတရေရီနတ်တီမြမာရီဆိုအလွန်ကြည့်ကြံ